မင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့နာမည်ကြီးရယ်ဆိုတော့ဟောပေါ်ဆိုင်တစ်ဆမှဖြစ်ပါတယ်အဲဟောပေါ်ဆိုင်ကကျွန်တော်နာမည်မသိဘူးစာတန်းလေးထိုးပေးတာမယ်ဖာယာထိုင်းစတေရှင်ကနေစီးသွားမှာဖြစ်ပါတယ်ဖာယာထိုင်းကနေဟုတ်လဲစပန်တက်ဆင်သွားမှာအမှတ်ဖြတ်လိုက်ခဲဟာဘတ်ကိုသွားမှာပါတယ်။အော်နေရဒီဘက်ဟိုဘက်မှာလား။အာဘတ် BTS လာပြီလေ။စပန်တက်ဆင်ရောက်ပါ။စပန်တက်ဆင် BTS station ပေါ်လာရနော်။မကြည့်ကျော်ပြီပါတရေ6တဲ့တာဝါကြီး။ခုနကတော့ဟိုဘက်ကလာရင်တော့မာစင်ဘူးကဒါဟိုဘက်ပြန်ထောင်းသွားပြီးဘူးတာပဲဟောတာလဲမယ်တရေ6တယ်တိုင်းဆိုဒီနေ့ဘာသာစားမှာซีฟู้ด ဘာစီဘူးလဲဟမ်ဒီနေ့ကရှင်ဒီမျိုးနယ်မို့တစ်ခုဘန်ကောက်မှာသွားလို့လိုက်ခဲ့ရှင်ဒီမျိုးနယ်မို့တစ်ခုသွားလို့ပါပြန်ပါလေ Let's go ထိုင်းမှာအခုကြိုက်တာဗာလဲဆိုတော့ pharmacy ရမ်းပိုက်သူတို့ pharmacy အားလုံးအဲ့လိုကလာလေးနေတယ်အင်္ဂလိပ်စာတက်စရာပုံလေးအကြောင်းလေးကြည့်အဲ့ဒါလေးတွေ့ရတယ်စီးဆိုင်မှာတန်ပြီးအဲ့ဒါလည်းတော့ရှိတယ်ဟုတ်တယ်လေအတန်ထွက်တယ်လား ချပြီးတော့ What the fuck, bro? အတန်ထွက်တဲ့လူမတရားဘူး ဟုတ်ပြီတရား ကဲအဆုံးတော့ရောက်ခဲ့ပြီရှောက်ပါပြီဒီကဝယ်တဲ့နေရာဖြစ်ပါတယ်ကျက်ကိုဘယ်လောက်လဲတော့ဂျူးကင်းก็สามารถเดินเข้ามาได้เลยนะครับแล้วก็ที่น่าสนใจ Juice อยู่ในบริเวณตรงนี้นะตรงนี้ drinking drink Drink okay တယောက်တူတယောက်ကိုတော့ကြာပါတယ်6ကိုတော့တစ်ပါးတောက်เสียလဲပါပါတယ် ลูกค้าบางท่านนะที่ท่านนะครับฝากกดนะครับในช่องทางโซเชียลมีเดีย Facebook ใน LINE นะครับแล้วก็ในช่องทางโซเชียลมีเดีย နေရာလေးကတော့ရန်တော့မိုက်ပါလေနေရာလေးကချစ်စရာဒီမှာတန်းစီရပြပါတယ်အခါစီတယောက်တော့ပြပါတယ်ကမာရတာပါစဉ်းစားလို့အစုံနဲ့ကြိုက်တယ်โอเคရှင်လေးတွေရောက်ပါနဲ့စားပါစားပါပြီကမာခွိုင်းမှာစားခဲ့ရတာတော့ကောင်းတယ်သူတို့စားကောင်းတယ်ဒါဘာရွက်လို့ခေါ်ရတော့ရွက်လည်းတူလို့စားကောင်းတယ်ကမာလည်းတော်လိုက်တယ်ဒီရွက်တွေကနောက်တစ်ခါစားအောင်မယ်ကမာတော့လောကမပြေရပါဘူးကမာအရင်စားကောင်းတယ်တကယ်ကောင်းတယ်ဆိုဒီတိုင်းเนี่ยကျွန်တော်ဘယ်လိုလဲရမကြိုက်ဘူးနော်ဒီတိုင်းမှာစားတော့စားကောင်းတယ်တန်းလို့ပြောလို့ရတယ်စားတော့မယ်အမေဟောပေါ်ဆိုင်ရောနည်းနည်းတော့စားပြတာပါလဲဆိုတော့ဝတာတော့နည်းနည်းဘယ်လောက်ကောင်းလဲပြောဝတာကြိုက်တော့လာနေအိုင်စားအစုံလေးကိုခုလိုမျိုးဒီမှာရှင်းယူရမှာဖြစ်ပါတယ်ခဏတော့တနာပါတယ်အစုံလေးကပြီးနေတယ်
တေကုန်ဒီကောင်လေးဆိုတပြည့်ပြည့်တေကုန်ပြီမကြည့်ဘူးအဖေစားရင်လည်းဟို9နာရီခွဲတော့မှဖြစ်ပါတယ်နောက်တာပဲ9နာရီဒါမှ cheese cheese နဲ့လိုမျိုးလေးလည်းလုပ်စားလို့ရတယ်ကဲမိုက်တယ် 2 hours later. ဘယ်မှမမှန်ပါဘူးဒါတော့နည်းနည်းလေးပဲစားတာအချိုပွဲတော့မှနည်းနည်းပဲတဲနိုင်တော့တယ်တကယ်တော့အချိုပွဲရေခဲအကြောင်းနေရေခဲမလို့စားလို့ရတယ်ဒီတူတော့မရိုက်နိုင်တော့ဘူးဘောကာတွေလေးစားပါတယ်နည်းပဲမှန်တယ်နော် ကင်မရာမသိဘူးနော် စားလို့လည်းစားပဲစားနေတာကင်မရာလည်းမထောင်ချင်ဘူးဘာမှမလုပ်ချင်ဘူးအခုတော့မှမကောင်းတဲ့လို့စားပြီးကြအောင်ငါလူဘလောက်များကြအောင်ဗီဒီယိုလေးကိုကြည့်ရလူတွေအတွက်တို့လည်းဘုဒ္ဓတာလေးတွေအဲ့လိုရော experience လေးတွေကိုယ်တိုင်တွားရချိန်တိုင်းလည်းငါတို့ဒါလုပ်လို့ရပါလားဆိုတွေးလို့ရအောင်လို့ဒါပြန်ရိုက်လိုက်တာပုံစံကြည့်ရောစားရတာလေအဲ့တော့နည်းနည်းပဲစားလင်းစားကြိုက်တဲ့လူတွေသူ့ကိုကြိုက်တဲ့လူတွေလုံးဝအောင်လာနေပါတယ်ဆိုတန်တယ်တယောက်ပဲ600ကျော်နေတယ် good ချိုးဝဲလေးခုနပြောက်ပုံပြီးတော့ချိုးဝဲကရှိတယ်ချိုးဝဲတော့မှကတ်စားလို့ရတယ်ဟာ strawberry ပဲလို့ရှိရပုံလို့ရှိရချိုးဝဲဟောပြေးသွားတာစားပြီးသွားရင်သပွဲခေါ်ရင်ပြီးလေးမှာဝန်ထမ်းတွေကိုခေါ်ပြီးမှလက်မှတ်ရေးထုတ်ခိုင်းရတယ်ပြီးတော့မှဒီတိုးလေးကိုဆက်ဖြတ်လို့ရမှာဒီလိုပဲတော့ဒီဟာလေးကိုကိုစားရဲ့စပွဲဝိုင်းမှာဘေးမှာသူကထိတ်ထားတယ်စားပြီးပြီဆိုတော့လည်းနေချွာ โอเคค่ะ ဒီပါ ဒီစပါရှင်း โอเคဒါအဲ့လိုဆိုလေသူထွက်မယ်ဆိုရင်သူကဝန်ထမ်းလေးပြောခဲ့ရတယ်လက်မှတ်လေးထိုးပြီးတော့မှအဲ့ပေါင်ချလေးပြပြီးတော့မှဒီ click ကိုဖြတ်လိုက်တော့မှသူကထွက်လို့ရတယ်ကျွန်တော်ရုပ်တည်တဲ့ဒီတိုင်းထွက်လာစားပြီးဆိုတော့စားလို့တောက်လို့လည်းပြီးပြီအခုထွက်လာတယ်အဲ့ဒါဆိုတော့ခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲပြတ်ထွက်တဲ့အချိန်မှာစားရွက်လေးကိုလုပ်ဖို့မမေ့ကြပါနဲ့ဒီလိုလာမဲ့လိမ့်စာလေးကိုလည်းကျွန်တော်ရှေ့မှာပြထားပါတယ် BDS နဲ့လာတင်တဲ့လူတွေကျွန်တော်တို့ဒီမျိုးတွေကနေဒီဘက်ကိုပေါ့နော်ဒီကော icon scan နဲ့လည်းနေရယ်ဒီကနေစားပြီးတော့ icon scan ဆက်သွားလို့လည်းရတယ်ပေါ့နော်အားလုံးပဲကျွန်တော် vlog လေးကြည့်ပြီးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဆက်တာ